အိမ်နီးနားချင်းကကလေးလေးတယောက်ရေတွင်းပေးမှာစော့နေတာပေါ့အဲ့ဒီမနာလိုတဲ့ကောင်လေးကသူ့ကိုရေတွင်းနဲ့တွန်းချလိုက်တယ်ပြီးတော့တစ်သားပြားကိုကြောက်တုံးကြီးနဲ့ဖိထားလိုက်တယ်သူကအိမ်နီးနားချင်းကလေးကနေတိုင်းဝက်သားနှစ်စားရလို့ပါသူကြတော့နေတိုင်းကြာစံပြုတ်ကိုအရေးကျဲကျဲလေးနဲ့ပဲစားနေရတာပေါ့ခောက်ဆွဲတစ်ပတ်စာလေးနဲ့မြေပြင်ပေါ်လဲကျသွားတယ်အဖွားကိုလည်းဝက်သားနှစ်မချက်ပေးဘူးဆိုပြီးဆွဆွဲတော့တာပေါ့အိမ်နီးနားချင်းကလည်းဒေါသထွက်ပြီးအဖွားကိုကြည့်ရတာစိတ်မကောင်းဖြစ်နေတာပေါ့ဒါနဲ့ကောင်လေးကိုသူ့အိမ်ခေါ်ပြီးညစာကျွေးဖို့လုပ်တယ်ကောင်လေးကဒီလောက်မရင်ကျေးဘူးလို့တော့မထင်ထားခဲ့ဘူးကောင်လေးကစားလိုက်တာများလို့လူကြီးတောင်မစားရတော့ဘူးသူကသာနည်းနည်းလေးနောက်ကျရင်အသားတွေစားရတော့မှာမဟုတ်ဘူးလို့ထင်တာပေါ့သူ့ရဲ့မလှပတဲ့စားပုံတောက်ပုံကအဖွားကိုမကြည်မနှက်ဖြစ်စေခဲ့တယ်စပွဲပေါ်ကဝက်သားနှစ်တွေကိုသူတယောက်တည်းစားပစ်လိုက်တယ်နောက်ဆုံးကြံတဲ့ကြက်ပေါင်တစ်ချောင်းကိုသူကြည့်နေတော့မှပဲအဖွားကသူ့မြေးလေးကိုကမ်းပေးလိုက်တယ်ဒါပေမဲ့ဒါကပဲကောင်လေးကိုမကြည်မနှက်ဖြစ်စေခဲ့တယ်လို့ပဲသူထင်မလဲသူကအိမ်မှာကလေးလေးသာမရှိရင်ဒီကြက်ပေါင်ကြီးကသူ့အတွက်ဖြစ်မှာလို့ထင်တာပေါ့ဒါနဲ့ညစာစားပြီးသူ့အပြင်ထွက်စော်တဲ့ကလေးလေးကိုရေတွင်းစီခေါ်သွားတဲ့အထဲမှာကောင်းတာတွေရှိတယ်ဆိုပြီးလိန်ပြောတယ်အပြစ်ကင်းတဲ့ကလေးလေးကလည်းချက်ချင်းယုံသွားတာပေါ့ဘေးပတ်ဝန်းကျင်မှာလူမရှိတာတေချာတော့ကောင်လေးကကလေးလေးကိုတွန်းချလိုက်တဲ့ကိစ္စပေါ်သွားမှကြောက်လို့တစ်သားပြတစ်ခုကိုကြောက်တုံးနဲ့အုပ်လိုက်တယ်ဒါတွေလုပ်ပြီးတော့ကောင်လေးကအိမ်ကိုအမြန်ပြေးပြန်လာခဲ့တယ်အဖွားလည်းမကောင်းဘူးဘာဖြစ်တာလဲရှောင်းလေးသူရေနဲ့မျောသွားပြီရှောင်းလေးအမေဘာဖြစ်တာလဲရှောင်းလေးတစ်ခုခုဖြစ်ပြီကျမအမားရီကြီးပဲရေစီးကအယမ်းမြန်တယ်ကျမသူ့ကိုမထိန်နိုင်ခဲ့ဘူးဝင်းရန်တို့နှစ်ယောက်ကကလေးလေးကိုချက်ချင်းလိုက်ရှာကြတယ်သူတို့အားလုံးအလိန်ခံလိုက်ရတယ်အဲ့ဒီရက်ဆက်တဲ့ကောင်လေးကတော့ယွန်းစရာကောင်းတယ်ဘာမှမသိတဲ့လူကြီးကပတ်ဝန်းကျင်ရွာတွေအကုန်လိုက်ရှာတယ်သူ့သားကိုရှာမတွေ့သေးဘူးဖြစ်သွားတဲ့တထေးတစ်ယောက်ကကလေးလေးရဲ့ငိုတန်ကိုကြားလိုက်ရတယ်သူအရှိကိုအပြေးသွားပြီးကောင်လေးကိုကဲတင်ခဲ့တယ်နှစ်ပေါင်းနှစ်ဆက်ကြာသွားပြီးအဲ့ဒီလူကြီးကသူ့သားကိုရှာနေတော့မဲ့မြို့ရဲ့ထောင်တိုင်းမှာသူ့သားပုံကိုလိုက်ကတ်ထားတဲ့တထေးကတော့နန်ချန်ရဲ့ခေါင်းဆောင်ဖြစ်နေပြီဒါပေမဲ့သူအရန်ကိုအပြစ်ရှိတယ်လို့ခံစားနေရတယ်သူအတားကြောင့်ကောင်လေးကိုသူ့သားရင်းလို့သဘောထားခဲ့လို့ပါရှာဖွေဝရန်ကိုမြင်ပြီးတော့သူလည်းပျောက်ကွယ်သွားဖို့ရွေးချယ်လိုက်တယ်သူကိုအပြစ်တင်လွန်းနေတယ်သူကသူ့သားကိုသူ့စာတီကိုစက်ယုံဝယ်ယူရေးကိစ္စဆွေးနွေးဖို့ဆေးလွတ်လိုက်တယ်ဖခင်နဲ့သားပြန်ဆုံစည်းဖို့အခွင့်အရေးပေးတာပေါ့ဒါပေမဲ့ဖခင်အရင်ကသူ့သားကိုမတွေ့ခဲ့ရသေးဘူးအဖွားလင်းဆုံးပါသွားပြီးနောက်မှာတော့အဲ့ဒီလူကြီးကကောင်လေးတယောက်ကိုမွေးစားလိုက်ပြန်တယ်သူ့ကိုသားရင်းလို့ပဲသဘောထားတာမဟုတ်ဘူးသူ့ဘဝရဲ့သင်ခန်းစာအလုံးကိုပါသင်ပေးခဲ့တယ်ဒီနေ့မှာတော့စက်ယုံဝယ်ယူရေးသတင်းကြားပြီးနောက်မှာစက်ယုံမန်နေဂျာကလူတွေကိုဥဆောင်ဖို့အင်ဂျင်နီယာချုပ်တယောက်ရွေးချယ်ဖို့ဆုံးဖြတ်လိုက်တဲ့စက်ယုံမှာအကောင်းဆုံးနဲ့အတော်ဆုံးသူတွေကတော့သူ့မွေးစားသားနဲ့တခြားထူးချွန်တဲ့ဝန်ထမ်းတယောက်ပဲဒါပေမဲ့ဒီယာရုကအမျိုးသားတွေအတွက်ပဲဆိုတာလူတိုင်းသိကြတယ်ရန်ဇဲရဲ့နီးပညာကမင်းကျက်သေးဘူးလို့ထင်ကြလို့ပါအင်ဂျင်နီယာချုပ်ဖြစ်ရင်တစ်နှစ်ကိုရွမ်3တန်းရမယ်ဆိုတာသိလိုက်ရတော့အဲ့ဒီလူကြီးကဒီပတ်စံနဲ့သူ့သားကိုရှာဖို့ပြင်ဆင်နေတယ်မမျှော်လင့်ပဲရန်ဇိုက်ကဒါကိုသိတော့သူမစိတ်ပြောင်းသွားတဲ့ကိစ္စတွေမပေါ်ပေါက်အောင်နဲ့ရွမ်3တန်းလာစာကိုရယူဖို့အတွက်သူမကအင်ဂျင်နီယာချုပ်ယာတုကိုလူယူချင်ခဲ့တယ်ဒါနဲ့သူမကဒုမန်နေဂျာကိုအမြန်သွားရှာတဲ့လူကြီးမူးနေတော့မှလက်ပေးလက်ယူအတွက်စာချုပ်အတူတစ်ခုကိုသူမကလုပ်ယူခဲ့တယ်ဒါကြောင့်ရွေးချယ်တဲ့နေ့မှာရန်ဇိုက်ကသူမဆန္ဒအတိုင်းအင်ဂျင်နီယာချုပ်ဖြစ်သွားခဲ့တယ်သူမကအဲ့ဒီလူကြီးရှိမှဂုံယူဝင်းကြွားစွာပြသခဲ့တယ်လူတိုင်းကသူမကိုဒေါသထွက်နေကြတယ်ဒါပေမဲ့ရန်ဇာကတော့မစိုးရိမ်ဘူးသူမကအဲ့ဒီလူကြီးရဲ့စရိုက်ပိုင်းမှာပြဿနာရှိတယ်လို့ပါဆွဆွဲခဲ့တယ်အဲ့ဒီလူကြီးကလည်းငြိမ်မနေနိုင်တော့ဘူးဒီလူကြီးကတော့သူ့ကိုရန်ဇာကိုသားသမီးအရင်လို့သဘောထားခဲ့တာကိုကျမခမည်းကိုနီးပညာတွေသင်ပေးဖို့ဘယ်တော့မှတူးထောက်မတောင်းပန်ခဲ့ဘူးစက်ယုံနဲ့ခေါ်လာပေးဖို့လည်းဘယ်တော့မှမတောင်းဆိုခဲ့ဘူးအားလုံးကကိုယ့်သဘောနဲ့ကိုယ်ပဲအခုကျမကိုအင်ဂျင်နီယာချုပ်အဖြစ်ခမည်းမြင်နေရပြီလားကျမကိုကိုကျင့်တရားနဲ့ပတ်သက်ပြီးဖိအားပေးချင်တာလားခမည်းကိုပေးလိုက်ပါပြီမဝန်ထမ်းကလည်းမခံနိုင်တော့ပဲချက်ချင်းထပြီးသူမကိုဆွဆွဲတော့တာပေါ့သူမလိုလူမျိုးကအင်ဂျင်နီယာချုပ်ဖြစ်ဖို့အရေးချင်းမရှိဘူးလို့လည်းပြောခဲ့တယ်အဲ့ဒီအချိန်မှာလူကြီးရဲ့သားကစက်ယုံကိုစစ်ဆေးဖို့ရောက်လာတယ်လှုပ်ရှားတန်ကြားတာနဲ့သူဝင်လာတယ်အင်ဂျင်နီယာချုပ်ဖြစ်ဖို့အတွက်ရန်ဇဲကရှက်ရွံ့ခြင်းမရှိပဲစာရွက်စာတမ်းအတူတွေထုတ်ပြတယ်သူမကအဲ့ဒီလူကြီးကိုလက်စားမှုနဲ့ပါဆွဆွဲခဲ့တယ်အားလုံးပဲသူတစ်နှစ်စာလာစာကိုလက်စားခဲ့တာဟုတ်မဟုတ်တက်တည်ခံပေးကြပါခမည်းသားအပြင်အုပ်ချုပ်ရေးမှုကြည့်ပါဒါကတက်တည်ထောက်ထားပဲအဲ့ဒီအချိန်မှာသားကသူ့ရှိကလူကြီးကသူ့ဖခင်ရင်းဖြစ်တယ်ဆိုတာမသိသေးဘူးပြီးတော့သူကအမှန်တရားကိုဖော်ထုတ်မယ်လို့ပြောခဲ့တယ်ရန်ဇာကလူကြီးကိုမာနကြီးတဲ့မျက်နှာနဲ့ကြည့်တယ်သူမထွက်သွားပြီးနောက်မှာအဲ့ဒီကျေးဇူးမသိတတ်တဲ့သူကအင်ဂျင်နီယာချုပ်ဖြစ်သွားတယ်ပြီးတော့သူမကိုစောက်ရှောက်ပေးခဲ့တဲ့လူကြီးကိုအလုတ်ကနေထုတ်ပစ်လိုက်တယ်သူကသူ့သားကိုရှာမတွေ့နိုင်တော့ဘူးတစ်ချိန်တည်းမှာပဲသူ့သားကမီးလုံးဘီနိုင်ပုတ်ပေါ်ကပုံကိုမြင်လိုက်တယ်သူကအဲ့ဒီလူကြီးကသူ့အတွက်ထူးဆန်းစွာရင်းနှီးနေတယ်လို့ခံစားရတယ်နောက်တစ်စက္ကန့်မှာသူပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းပြန်ရလာတယ်သူကအဲ့ဒီလူကြီးကသူ့ဖခင်ရင်းဖြစ်တယ်ဆိုတာသိလိုက်ရတယ်သူပြန်လာပြီးတော့ချက်ချင်းပြန်သွားခဲ့တယ်ဒါပေမဲ့သူကသူ့အဖေကိုရင်းစားကစပွဲမှာဖမ်းထားတယ်ဆိုတာမသိခဲ့ဘူးသူမကအဲ့ဒီလူကြီးရဲ့လက်တွေကိုဖျက်တောက်ပစ်ဖို့စီစဉ်နေတယ်ဘသူငါအဖေကို